ဒီခေတ်ကြီးမှာလေအာဏာပြတာတွေဩဇာတိကတွေကိုအမြင်ကက်ကြတယ်ဆိုပြီးမြဲအာဏာမပြဩဇာမကြောင်းပြရင်လေအသုံးမကျသူအဖြစ်ထင်ခံရပါလေဩဇာထုတ်အာဏာပြတော့လေဒီလူကအခွင့်ကောင်းယူသူဒီလူကခေါင်းပုံဖြတ်သူအမျက်ကြီးစားသူဒီလူကမတရားသူဘက်လိုက်သူစသဖြင့်နာမည်ပေးသမုတ်ခံရပြန်လေဗျကွာအတော်ကြတဲ့ဒီခေတ်ကြီးမှာလူလုံးတက်ဖို့လုံးဝမလွယ်တော့ပါဘူးဗျာတရားသူကြီးတလက်အာဏာရှင်တလက်တရုပ်ဆောင်ကောင်းကောင်းနဲ့မာယာတွေပြစ်ကျူတယ်မှလူကောင်းအဖြစ်လူရသွင်းတတ်မှတ်ခံရတာပါ